အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ topic 2ဆောင်ရွက်နဲ့ပတ်သက်တဲ့ဗဟုသုတဖြစ်စရာအကြောင်းလေးကိုပြောချင်တယ်ပေါ့နော်။ပေါင်းသားတွေကပေါ့နော် topic 2လို့ပြောလို့ရှိရင်ဒါက level 2လားဆိုပြီးတော့ထင်ကြတယ်ပေါ့နော်။ level 2မဟုတ်ဘူးပေါ့နော်။ level 2ကိုရချင်တယ်ဆိုလို့ရှိရင်တော့ဘယ်စာမေးပွဲကိုဝင်ဖြေရမလဲဆိုလို့ရှိရင်တော့ topic 1ကိုဖြေရမှာပေါ့နော်။ topic 1ကကြတော့သူက level အနေနဲ့ level 1 2ဆိုပြီးတော့စစ်တဲ့စာမေးပွဲပေါ့နော်။ဆိုတော့ဒါ topic ကဒီ level ဘယ်လောက်ထိกว่า target ထားလဲဆိုလို့ရှိရင်တော့ level 1ကနေ60ရှိတယ်ပေါ့။ level 1ကနေ60ရှိရဆိုတော့သူတို့ကစာမေးပွဲခွဲပြီးတော့ဆက်လိုက်တဲ့သဘော level 1နဲ့ level 2ကိုလိုချင်တယ်ဆိုရင် basic ပေါ့ basic စာမေးပွဲကိုဖြေချင်တယ်ဆိုရင် topic 1ကိုဖြေရမှာပဲပေါ့နော်အဲ့တော့သူကဘာနဲ့ဘာနဲ့ကိုပေါင်းလိုက်လဲဆိုရင်3 4နဲ့5 6ကိုပေါင်းလိုက်တယ်ပေါ့ပေါင်းလိုက်တော့ဒါ level 3ကနေ6တိရကြတော့ topic 2စာမေးပွဲကိုဝင်ဖြေရမှာပေါ့နော်သူကြတော့ဒါ topic လက်မှတ်လိုတယ်ပေါ့နော်ကျောင်းတက်တဲ့အခါမှာဖြစ်ဖြစ်ဒါလိုအပ်တဲ့အခါမှာဒါဖြေရတယ်ဖြေရတော့ဘာမသိဘူး topic 2ကဘယ် level ကနေဘယ် level စစ်တာလဲမသိဘူး topic 2ဘယ်လောက်ရလို့ရှင်တော့ဘယ် level ရမလဲဆိုတာကိုမသိတဲ့သူတွေပေါ့နော်။ topic 2ဖြေမယ်ဆိုလို့ရှိရင်တော့ topic 2ကကျတော့သူက3ကနေစတာ3 level 3ကနေပြီးတော့ level 60ဆိုတော့သူကပေါင်းထားတာပေါ့နော် intermediate ကနေပြီးတော့ group ထိပေါင်းထားတာဆိုတော့ဒါကတော့ခက်တော့ခက်တယ်။ဘာဒီဖြေရလဲဆိုလို့ရှိရင်တော့ဒါ reading ကိုဖြေရမယ်အဖတ်ဖြေရမယ်ပေါ့ပြီး listening အကြပေါ့နော် listening ကိုဖြေရမယ်ပြီးရင်ဘာဖြေရမလဲဆိုလို့ရှိရင်တော့ writing ပါတာပေါ့အရေးပါတာပေါ့နော်။ဒီစာမေးပွဲ3ပါတာဖြေရတယ် topic 2ဖြေဖို့ဆိုလို့ရှိရင်စာမေးပွဲ3ပါတာဖြေရမယ်တဘာသာစင်ကိုသူကအမှတ်100စီပေးထားတာဆိုတော့စုစုပေါင်းပေါင်းလိုက်လို့ရှိရင်တော့300ပေါ့နော်အမှတ်300စုစုပေါင်းအထဲမှာကိုရတဲ့အမှတ်ပုံမူတည်ပြီးတော့ကိုရဲ့ level ကိုသူကသတ်မှတ်ပေးသွားတာဖြစ်တယ်ပေါ့နော်ဒါဆိုရင်ကိုကဘယ် level ကဘယ်အမှတ်ရလဲဆိုတာတစ်ချက်သိဖို့လိုတယ်ပေါ့နော်ကိုဘယ်လောက်ဖြေထားရဲဆိုလို့ရှိရင်တော့ဘယ်လောက် level ရနိုင်လဲဆိုတာကိုလည်းသိရမယ်လေနော်ဆိုတော့ level 3ကကြတော့သူက120နဲ့အထက်ကိုပြောတယ်ပေါ့နော်120နဲ့အထက်ရလို့ရှင်ကို3ဘာသာဖြေတယ်3ဘာသာပေါင်း120ထက်ဆိုလို့ရှင်တော့ဒါ level 3ရပါတယ် level 4ကကြတော့ဘယ်လောက်ရလဲပေါ့နော် level 4ဆိုရင်ဘယ်လောက်ကိုကလောက်ရမလဲဆိုလို့ရှင်တော့150နဲ့အထက်ပေါ့နော်150နဲ့အထက်ဆိုလို့ရှင်တော့ဒါ level 4ရပါတယ်ဆိုတော့ဒါ level 5ကရောဘယ်လောက်ဆိုရမလဲဆိုလို့ရှင်တော့ level 5ကကြတော့အမှတ်ပေါင်းစုစုပေါင်းအမှတ်ပေါင်း3ဘာသာအမှတ်ပေါင်း190နဲ့အထက်ဆိုလို့ရှင်တော့ level 5ကိုရတယ်ပေါ့နော်နောက်ဆုံး6ကကြတော့ဒါ level 6ပေါ့နော် level 6ကိုလိုချင်တယ်ဆိုလို့ရှင်တော့300စုစုပေါင်းမှ300ထဲမှာ230အထက်ဆိုလို့ရှင်တော့ level 6ကိုရတယ်ပေါ့နော်